ဘာရှေ့တော်နားကိုပိုင်တောင်ကြည့်ပြပါကျွန်တော် mix up ပေးမယ်နော်ဒီမှာကြည့်အော်ဒါတော့စင်မန်ဆွဲတဲ့အပိုင်းလေးနော်ဒါတစ်ခုပါဒါတော့စင်အမဒီလို့ပြောတယ်နော်စင်ဆွဲရနေရတာနော်စင်ဆွဲမှာလုံးပါတယ်စင်အမဒီပါနှလုံးနော်စင်အမဒီနှလုံးမာကြီးဒီစားပြပေးမယ်နော်မာကြီးဗျာစင်အမဒီနှလုံးတော့အပေါက်လေးတော့ပါလိုက်ပြီလက်စင်မန်ဆွဲနော်မဒီရှိရမဒီလာတဲ့အဲ့တော့ကျွန်တော်တော့မှမဒီရဗျာရှိရလေအဲ့တော့ဒါကတော့စင်မဒီတဲ့ပြောတာပဲဘာဆွမ်းလဲဆိုတော့ဘာကျွန်တော်လည်းမသိဘူးเนาะဆွမ်းတာအဆွမ်းတိတ်ကြီးရတော့မသိဘူးเนาะဒါပေမဲ့ရှားပါးလေးထမှတော့ပါတယ်เนาะဒါတွေကစင်အမဒီဟုတ်ပြီเนาะရောင်းမယ်ဒါတွေက9သိန်းလောက်နဲ့ရမလားမသိဘူးเนาะโอเคပါစင်အမဒီနှလုံးနဲ့စင်မန်ဆွဲတချမ်း9သိန်း